Dell mini PC အမြင်လေးတွေပေါ့နော် generation အမြင်လေးတွေရောက်ထားပါတယ်ဒီကောင်လေးတွေကကြတော့ Dell Opti Black ကိုမှ8080 series ပေါ့နော် Opti Black series တွေမှာ3000 series 5000 series 9000 series ဆိုပြီးတော့ series 3မျိုးလာတယ်ပေါ့နော်ဒီကောင်ကတော့9000 series အမြင့်ဆုံးလေးတွေသူက i5 ကိုတော့10 generation နဲ့လာတယ်ပေါ့နော်16 12 thread နဲ့ CPU performance တော်တော်ကောင်းတယ်ခင်ဗျ desktop CPU သုံးထားတယ်လိုအပ်ရင် CPU i9 အထိချိန်ပြီးသုံးလို့ရတယ်ပေါ့ RAM 8GB နောက်တစ်ချောင်းစိုက်လို့ရမယ် SSD က 256GB SSD NVMe သုံးပေးထားတယ်ခင်ဗျနောက်ထပ် SSD တစ်ချောင်းSATA နှလုံးမကွယ် SSD တစ်ခုထပ်ထည့်လို့ရတယ်ခင်ဗျလို့ရှိရင်လည်း Type C ပေါ်ပါတယ်ပြီးတဲ့အခါကျတော့ရှင် USB ပေါ်ဒီကောင်လုံးက 3.0 တွေပဲဖြစ်သွားတယ်ပေါ့နော်ရုပ်ထွက်ဖို့ကို DV ပေါ် display ပေါ်နှစ်ပေါက်ပါတယ်ဒီကောင်လေးတွေကအသစ်ဈေးက store ရောင်းဈေး$900ကျော်ရှိတယ်ပေါ့နော်မြန်မာငွေနဲ့ဆို340ဝန်းကျင်ရှိတယ်